ပတ်စံပြန်ယူလာခဲ့မယ်ဒီလိုနဲ့ကျွန်တော်လက်ထွက်သွားတယ်ကျွန်တော်နောက်မှာသူမရဲ့ရှက်ရွံ့စွာငိုကြွေးတံတွေကြားနေရတယ်ကျွန်တော်ပူပူနွေးနွေးဂျုံရကူးနဲ့ပြန်လာတော့စိုးမိန်ကအိပ်ရာဘေးမှာအိပ်ပျော်နေပုံရတယ်ဒါပေမဲ့သူမရဲ့တုံရီနေတဲ့ပခုံးတွေကသူမကိုလွှတ်ချလိုက်တယ်ခင်းခွာနိုးနေတယ်သူမရဲ့တင်းငယ်တဲ့ခန္ဓာကိုယ်ကိုပြုံတွေနဲ့ဖုံးလွှမ်းနေတယ်ကျွန်တော်ကိုမြင်တော့သူမကအားနဲ့တဲ့အပြုံးတစ်ခုနဲ့ပြုံးလိုက်တယ်ဖေဖေကလွှမ်းခွန်ကအရန်ကောင်းတယ်ကျွန်တော်ငုံပြီးသူမရဲ့မျက်နှာကိုမြင်သာစွာထိလိုက်တယ်ဖေဖေကဒီယောဂါကိုတေချာပေါက်အနိုင်ယူလိုက်မယ်အပျော်ဆုံးအပန်းဖြေဥယျာဉ်ကိုခေါ်သွားပေးမယ်ပြီးတော့မိုးတိမ်တွေထက်ကြီးတဲ့ဂွန်းတကြားလုံးတွေစားကြမယ်ခင်းရဲ့မျက်လုံးတွေတောက်ပလာတယ်သူမကတိုးတိုးလေးပြောတယ်ဖေဖေနဲ့မေမေနဲ့အတူထာဝရနေခြင်းနဲ့ဆုံးနိုင်မော့ကြည့်လိုက်တယ်သူမရဲ့မျက်လုံးတွေကနီးရဲနေတယ်သူမကကျမတို့သမီးရဲ့တောင်းပန်နေတဲ့မျက်လုံးသားတွေကိုကြည့်ပြီးကျမကိုပြန်ကြည့်တယ်နောက်ဆုံးတော့သူမကမောပန်းတွန်းနေစွာတပ်ပြင်းချလိုက်တယ်ဂျုံရကူပကံကိုယူပြီးမင်းရဲ့အလုပ်ကိုအရင်လုပ်လိုက်လို့ပြောလိုက်တယ်သူမရဲ့အတန်ကတိုးတိုးလေးငါရောက်ပြီဒါကသူမကျမကိုပေးနေတဲ့နောက်ဆုံးအခွင့်အရေးပဲဆိုတာကျွန်တော်သိတယ်ကျွန်တော်နာရီကိုကြည့်လိုက်မိတယ်စေယုံခန်းထဲကထွက်လာတော့နောက်ကိုလက်မကြည့်တော့ဘူးစေယုံကထွက်လာခဲ့တယ်ဘန်ကိုသွားဖို့ပြင်ဆင်နေတော့အနက်ရောင်မာစီးဒီစ်ကားတစ်စီးကရုတ်တရက်ကျွန်တော်လမ်းကိုပိတ်ဆို့လိုက်တယ်ကားတကားပွင့်သွားတယ်မျက်နှာအမူအရာမဲတဲ့အနက်ရောင်ဝတ်စုံနဲ့လူနှစ်ယောက်ဆင်းလာတယ်မစ္စတာချန်တထေးကူကစကားပြောဖို့ကားတယ်ဖိတ်ခေါ်ပါတယ်အရမ်းမြန်တယ်ကျွန်တော်ကောင်းညစ်ပြီးကားထဲဝင်လိုက်တယ်အတွင်းခန်းကအရမ်းကျယ်ဝန်းတယ်အသက်40ကျော်ရွယ်အမျိုးသားတစ်ယောက်ကကျွန်တော်ရှေ့မှာထိုင်နေတယ်သူ့မျက်နှာကကြမ်းတမ်းတာမျိုးမရှိဘူးအမှန်တော့သူကအတော်လေးရင်ကျေးတဲ့ပုံပေါက်တယ်ခွာနှုံးအရင်ဘဝတုန်းကသူနဲ့အတော်လေးဆက်ဆံခဲ့ဘူးပြီးပူပေါင်းဆောင်ရွက်ခဲ့ဘူးတယ်ချန်ဆူရှန်သူကကျွန်တော်ကိုမော့ကြည့်တယ်မင်းမှာအရေးချင်းတွေရှိလားကျွန်တော်ရဲ့ညံ့ဖျင်းတဲ့စနစ်စောင့်ကြည့်ဖို့ programmer 9ယောက်ရောက်ငှားထားတယ်3နှစ်အတွင်းချိုးယွင်းချက်တစ်ခုမှမရှိဘူးမင်းလှုပ်ရှားလိုက်တာနဲ့အပေါက်ကြီးတစ်ခုထောက်ပစ်လိုက်တယ်ဘလို့တွေ့သွားတာလဲပြောပြပါကျွန်တော်ထိုင်ကုန်မှာပြန်မိလိုက်ပြီးသူ့အကြည့်ကိုစုံလိုက်တယ် boss ကူမင်းကကာစီနိုတစ်ခုဦးစီးလုပ်ကင်နေတာဒါပေမဲ့လူတွေပတ်စံရမှာကိုကြောက်နေတာစနစ်မှာလွတ်နေတဲ့အားနဲ့ချက်ကမင်းရဲ့ပြဿနာပဲငါရဲ့ကိုယ်ပိုင်ကျွမ်းကျင်မှုနဲ့ပတ်စံရခဲ့တာမင်းမာကိုနောက်ဆုတ်ဖို့စူးစမ်းနေတာလေခွေးတုံမျက်လုံးတွေကိုကျင်းမြောင်းစေလိုက်တယ်တရားသူများကြော်ပဲငါကူခွေးတုံကအဲ့ဒီလောက်ရှုံးနေသူမဟုတ်ဘူးသူပြုံးလိုက်တယ်မင်းပတ်စံယူလို့ရတယ်ဒါပေမဲ့ဈေးမပေးပဲထွက်သွားလို့မရဘူးသူကငါရဲ့နောက်ခံကိုစုံစမ်းနေတယ်ဆိုတာငါသိတယ်ငါရဲ့အတိတ်ဘဝတုန်းကသူ့ကိုကောင်းကောင်းသိပေမဲ့ငါရဲ့ကပ်အားလုံးကိုမပြနိုင်သေးဘူးငါပြုံးလိုက်တယ်တော်တယ်မင်းရဲ့ပတ်စံကိုအလကားမယူဘူးအချက်လက်တစ်ခုပေးရင်ကောင်းမလားဝေးတုံမျက်ခုံးတစ်ဖက်ပင့်လိုက်တယ်နားထောင်ရအောင်မင်းရဲ့အဖိုးကြီးမစ္စတာဂူချန်ကန်ကျောင်းမှာဂူဝေးတုံရဲ့လက်ချောင်းပေါ်ကကြောက်စိမ့်လက်စွပ်ကလှုပ်ရှားမှုရပ်တန့်သွားတယ်သူမကြသေးခင်ကရင်ဘတ်တင်းကျက်တာပြင်ဘယ်ဘက်ပခုံးနဲ့လက်မောင်းမှာထုံကျင်နေတာရောငါအတန်ကတည်ငြိမ်နေတယ်သူ့ကိုနှလုံးသွေးကြောစကန်ချက်ချင်းရိုက်ဖို့အကြံပေးပါတယ်ဘယ်ဘက်ရှိသွေးလွတ်ကြောရဲ့အလဲပိုင်းကိုစစ်ဆေးရင်တောင်ပုံမှန်စစ်ဆေးမှုတွေကကယ်ဆီယမ်မပါဝင်တဲ့အနေနစ်တွေကိုမတွေ့ရပါဘူးဂွီတုံရဲ့မျက်စံတွေအနှဲငယ်ကျုံသွားပါတယ်သူကကျွန်တော်ကိုစက္ကန့်အနှဲငယ်လောက်စိုက်ကြည့်ပြီးချက်ချင်းဖုံးဆက်ပါတယ်ဒရိုက်တာ1ကျွန်တော်ရဲ့အဖိုးအတွက်အရေးပေါ်နှလုံးစစ်ဆေးမှုတစ်ခုစီစဉ်ပေးပါဘယ်ဘက်ရှိသွေးလွတ်ကြောကိုအဓိကထားတဲ့နှလုံးသွေးကြောစကန်ရိုက်ပါတယ်ဟုတ်ကဲ့ကားကတိတ်ဆိတ်သွားပါတယ်40မိနစ်အကြာမှာသူ့ဖုန်းမြည်လာပါတယ်ဂွီတုံကဖုန်းကင်လိုက်ပြီးမျက်နှာအမူအရာတိတိတတ်တာပြောင်းလဲသွားပါတယ်ဖုန်းချပြီးနောက်ကျွန်တော်ကိုကြည့်တဲ့ပုံစံကလုံးဝပြောင်းလဲသွားပါတယ်ဘယ်ဘက်ရှိသွေးလွတ်ကြောကပြင်းထန်ပါတယ်85ကျော်ပါတယ်နောက်မှဆိုရင်ကျွန်တော်တို့သူ့ကိုမကယ်တင်နိုင်ပါဘူးချန်ဆွရှင်မင်းကဘာတူလဲအဲ့ဒါကအရေးမကြီးပါဘူးကျွန်တော်သူ့အကြည့်ကိုစုံတွေးလိုက်ပါတယ်ကျွန်တော်ပတ်စံတွေအေးခဲမသွားစေပဲကျွန်တော်ဘေးကင်းရေးကိုအာမခံပါတယ်ကျွန်တော်ခြံထဲမှာပါဝေတုံကကျွန်တော်ကိုစိုက်ကြည့်နေပါတယ်ဘယ်သူမှမင်းကိုမထိနိုင်ပါဘူးဒါပေမဲ့မင်းလိုလူမျိုးကတန်း80အတွက်နဲ့ဒီအန်ရကိုမယူပါဘူးမင်းမှာပြောစရာတခြားရှိသေးတယ်မဟုတ်လားမျောလင့်ထားတဲ့အတိုင်းထက်မြက်တယ်အချက်လက်တစ်ခုတော့ရှိပါသေးတယ်ကျွန်တော်သူ့မျက်လုံးကိုစိုက်ကြည့်လိုက်တယ်ဆယ်စုနှစ်တစ်ခုကြော်ကြာမအောင်မြင်ပဲရှာဖွေနေတဲ့အမျိုးသမီးတစ်ယောက်အကြောင်းပြီးတော့မင်းမသိတဲ့ကလေးတစ်ယောက်အကြောင်းခွေတုံရုတ်တရက်တက်ထိုင်လိုက်တယ်သူ့ရဲ့ချုံမောလှပတဲ့အမူအရာကလုံးဝပျောက်ကွယ်သွားပြီးမျက်လုံးတွေကအံ့အားသင့်မှုတွေနဲ့ပြည့်နေတယ်ဘာပြောလိုက်တာလဲသူမကစူးကြိုးကအထက်တန်းကျောင်းဆရာမတစ်ယောက်နဲ့လက်ထပ်ထားတာသူမကအရန်တိတ်ဆိတ်တဲ့ဘဝကိုနေထိုင်နေကျွန်တော်အတန်ကိုနှိပ်လိုက်တယ်သူမမှာသမီးတစ်ယောက်ရှိတယ်သူမရဲ့9နှစ်ပြည့်မွေးနေ့ကဇွန်လ18ရက်နေ့မှာခွေတုံရဲ့မျက်နှာကဖြူဖြော့သွားတယ်သူ့လက်ချောင်းတွေကအနှဲငယ်တုံနေတယ်အဲ့ဒီရက်ဆွဲအဲ့ဒီအတလားပြောစမ်းမင်းမလိုချင်တာလဲသူ့တန်ကတိုးတိုးလေးနဲ့ထူထူယွန်းတန်း900ဒီအချက်လက်ကမင်းအတွက်လားအာချမ်းငွေတွေကိုချက်ချင်းလွှဲလိုက်ခွေတုံလှည့်ပြီးမာယူလိုက်တယ်10မိနစ်အကြာမှာကျွန်တော်ဖုန်းကတုံသွားတယ်ငွေတွေကကျွန်တော်ဘဏ်အကောင့်ထဲရောက်သွားပြီဆိုတာအတည်ပြုတဲ့အကြောင်းကြားချက်တစ်ခုထွက်လာတယ်ကျွန်တော်ဖုန်းမှာပြင်ဆင်ပြီးသားအသေးစိတ်အချက်လက်တွေကိုသူ့ကိုပို့လိုက်တယ်အယောင်းဝယ်ပြီးကားတကားကိုဖွင့်လိုက်တယ်ကျမသမီးစေးရုံတက်နေပါတယ်သူမလုံးဝငြိမ်းချမ်းပြီးတိတ်ဆိတ်နေဖို့လိုအပ်ပါတယ်ဘာပြဿနာမှသူ့တကားကိုမရောက်စေနဲ့ငွေတုံကပြက်ပြက်တသားခေါင်းညှိပြလိုက်တယ်စေးရုံမှာအကောင်းဆုံးအရင်းမြစ်တွေကိုစီစဉ်ပေးပါမယ်ကားတကားကစောင့်ပိတ်သွားတယ်မာစီဒီကမောင်းထွက်သွားတယ်ကျမစေးရုံဝင်ပေါက်မှာရက်နေမိတယ်အခုကျမကတ်ထဲမှာယွမ်982တန်းရှိတယ်ချန်ရဲ့စေကူတာစရိတ်တွေကိုနောက်ဆုံးတော့ကြားခံပြီးကျမဖုန်းကိုကြစ်ပါအောင်စုပ်ကင်လိုက်တယ်စေးရုံအဆောက်အဦထဲကိုအမြန်ဝင်သွားတယ်တက်နိုင်သမျှအမြန်ဆုံးလူနာဆောင်စီပြေးသွားတယ်တကားကိုတွန်းဖွင့်လိုက်ပေမဲ့ရွှ
ရှူမှန်းမရှိဘူးကျမရဲ့ရောက်ခတိရှူချမ်းချီကကတင်ဘေးမှာထိုင်နေတယ်သူ့မျက်နှာကတင်းမာပြီးဖြူဖြောနေတယ်သမီးကဒီလောက်ဖျားနေတာဒါပေမဲ့အဖေတယောက်အနေနဲ့မင်းကနေရအနှံ့ပြေးလွှားနေရတယ်ကျမသူ့ကိုအတိမတ်ပြုဖို့တော့မကြိုးစားဘူးကျမကတင်ဘေးကိုရှောက်သွားပြီးချန်ရဲ့နှထူးကိုထိလိုက်တယ်ကျမကတိုးတိုးလေးမေးလိုက်တယ်မေမေဘယ်မှာလဲချစ်လေးမေမေကဂယူဆိုင်เสียတခုခုရှိတယ်လို့ပြောတယ်အဖိုးကကျမကိုစောင့်ကြည့်ဖို့ပြောတယ်ဆူရှင်ခေအေးဆက်နှာခေါင်းရှုံးလိုက်တယ်မင်းတို့နှစ်ယောက်ကတပုံစံတည်းပဲအမြဲတမ်းထွက်ပြေးနေကြတာသူမမျက်နှာမပြတာနာရီပေါင်းများစွာရှိပြီးကျမရင်တွေတင်းမာသွားတယ်စုံမိန်ကဒီလိုအချိန်မှာခွင်းကိုဘယ်တော့မှစွန့်ပစ်မှာမဟုတ်ဘူးနာရီပေါင်းများစွာရှိပြီးကျမချက်ချင်းဖုန်းဆက်လိုက်တယ်ဘယ်သူမှမကင်ဘူးဖုန်းမကင်ဘူးဆူရှင်ခါလည်းတခုခုမားနေပြီဆိုတာသဘောပေါက်လိုက်တယ်မိန်ကဘာလို့သူ့ဖုန်းကိုမကင်တာလဲအဲ့ဒီအချိန်မှာပဲတန်ရှင်းဝန်ထမ်းတယောက်ရဲ့ဆဲဆူတန်းကစင်ကြံကနေပြက်လွင့်လာတယ်ဒီရက်ဆက်တဲ့လူတွေအိမ်သာပေါ်မှာကိုဝင်ငှားကြော်ညာတွေထက်ကတ်ထားပြန်ပြီးသူတို့ဘယ်လိုလုပ်ဒီလိုငွေရှာပြီးကိုဘာသာကိုရှင်းတန်းနိုင်မှာလဲကိုဝင်ငှားကြောက်စရာကောင်းတဲ့အတွေ့တစ်ခုကျမရဲ့စိတ်ထဲမှာချက်ချင်းပေါ်လာတယ်စွမိန်မလုပ်ဘူးလုံးဝမဖြစ်နိုင်ဘူးသူမဒီလောက်မိုက်မဲမှာမဟုတ်ဘူးဒါပေမဲ့နောက်တစ်စက္ကန့်အတွင်းမှာသူမရဲ့ခေါင်းမာတဲ့မျက်နှာနဲ့တွေးရဲမျက်လုံးတွေကိုကျမသတိရသွားတယ်သူမတကယ်လုံးမှာပဲကျမလှည့်ပြီးအဆောင်ကနေထွက်ပြေးသွားတယ်ဘယ်ကိုသွားမလို့လဲစေးရုံကကျမတို့ကိုအခကြေးငွေတွေလိုက်ရှာနေတာယူချင်းခိုင်ကကျမနောက်ကနေအော်ပြောလိုက်တယ်ကျွန်တော်အခကြေးငွေပေးပြီးပါပြီခီယန်ခွင်ကိုစောင့်ကြည့်ပေးပါအဖေအမျိုးသမီးအိမ်သာစီတို့အပြေးလွှားသွားကအထက်မှအော်ဟစ်တန်များကိုလစ်လျူရှုလိုက်သည်ဆိုင်တကားတိုင်းကိုကန်ဖွင့်လိုက်သည်တတိယအကြိမ်မြောက်တွင်အစားတောက်ဆိုင်၌နေရန်တွင်ဖုန်းနံပါတ်တစ်ခုကိုကတ်ထားသည်တားယောက်ျားများအာမခံချက်ရှိပြီးအငှားကိုဝန်ဆောင်များအတွက်မြင့်မားသောလာစာကျိုတင်ငွေရွမ်300တူညကျွန်တော်ချက်ချင်းဖုန်းနံပါတ်ကိုနှိပ်လိုက်သည်အငှားကိုဝန်ဆောင်သူကိုရှာနေတာပါကျွန်တော်အတန်ကိုနှိပ်လိုက်သည်အေးဆက်ဆက်နဲ့ဆုံးဖြတ်ချက်ချသည်လေတန်ဖြစ်ပြောလိုက်သည်ကလေးတယောက်အရေးတကြီးလိုအပ်တယ်ငွေကြေးကအရေးမကြီးပါဘူးတစ်ဖက်မှအမျိုးသမီးကတတိထားသည့်လေတန်ဖြစ်ပြောလိုက်သည်ဆရာခမည်းဖုန်းနံပါတ်မားနေတယ်ထင်တယ်ကစားတာရက်လိုက်တော့ကျွန်တော်အေးဆက်ဆက်ရေးလိုက်သည်ကျွန်တော်ဇနီးကကိုဝင်မရနိုင်ဘူးတားယောက်ျားလေးလိုချင်တယ်ကြားမရွေးချယ်နိုင်ချင်တယ်စက္ကန့်အနည်းငယ်တိတ်ဆိတ်သွားသည်တစ်ဖက်လူဤလေတန်ကရုတ်တရက်စိတ်အားထက်သန်လာသည်သူထေးခမည်းကအသိပညာကျွဲဝတယ်ကျွန်တော်တို့အဲ့ဒါကိုဖြစ်အောင်လုပ်ပေးနိုင်ပါတယ်ဒါပေမဲ့ဈေးနှုန်းနဲ့ပတ်သက်ပြီးငွေကြေးကပြဿနာမရှိဘူးကျွန်တော်သူမကိုဖြတ်ပြောလိုက်သည်ဒါပေမဲ့ကျမကလူကိုကိုယ်တိုင်ရွေးချယ်ချင်ပါတယ်အရင်ကဒီလိုလုပ်ဖူးတဲ့သူကိုမလိုချင်ဘူးလုံးဝအသစ်ဆက်ဆက်တယောက်ကိုလိုချင်တယ်အရင်ကကလေးမမွေဘူးတဲ့သူကိုပိုကောင်းတယ်ငယ်ရွယ်ပြီးကျန်းမာတဲ့မျိုးရိုးဗီဇကောင်းတယ်အခုကျမတို့မှာဝန်ထမ်းတစ်တွေမရှိဘူးအမျိုးသမီးကတွန်းဆုတ်နေပုံရတယ်တေချာလားကျမအတန်မြင့်လိုက်တယ်သူမအံ့အားသင့်သွားပုံရတယ်ကျမမှာတခြား channel တွေရှိတယ်ဆိုတာဘလို့သိတာလဲကျမကအေးဆက်ဆက်ပြောလိုက်တယ်လိပ်စာပို့ပေးပါအခုကျမကိုယ်တိုင်လာကြည့်တာချိန်နဲ့ရင်နှစ်ဆပေးမယ်နှစ်ဆပေးမလားသူမအတန်တုံနေတယ် boss တကယ်ပြောတာလားအလင်းလိုနေတယ်ကျမနာရီကိုကြည့်လိုက်မိတယ်မိနစ်20အတွင်းရောက်မယ်အတစ်တစ်ခုကိုကျမအတွက်တင်ထားပါသူမစာချုပ်ချုပ်ပြီးလုပ်ငန်းစဉ်ကိုစတင်ပြီးပြီဆိုရင်ဒါဆိုသဘောတူညီချက်ပြတ်သွားပြီသူမစာချုပ်မချုပ်ရသေးဘူးကနဦးစစ်ဆေးမှုပြီးသွားပြီလာပါ boss စောင့်နေပါမယ်ကျမဖုန်းချပြီးဆေးရုံကနေအပြေးထွက်လာခဲ့တယ်တက္ကစီငှားလိုက်တယ်ရင်မောင်းဒီနေရာကိုမြန်ပို့ပေးပါတစ်ချိန်တည်းမှာပဲကျွန်တော်ရဲကိုဖုန်းဆက်လိုက်တယ်လိပ်စာကိုတိုးတိုးလေးပြောလိုက်တယ်တရားမဝင်ကိုဝင်အငှားလုပ်ငန်းတစ်ခုရဲ့တန်တရားကိုကျွန်တော်သတင်းပို့လိုက်တယ်မိနစ်20အကြာမှာကျွန်တော်ဟာပျက်စီးယိုယွင်းနေတဲ့မြို့ပြရွာလေးတစ်ရွာမှာရက်နေခဲ့တယ်အိမ်အကူဝန်ဆောင်မှုဆိုင်းဘုတ်တစ်ခုနဲ့အဆောက်အဦဟောင်းတစ်လုံးကိုတွေ့လိုက်တယ်ကျွန်တော်တတိယထပ်ကိုတန်းတက်သွားခဲ့တယ်တကားကအနှဲငယ်ဟနေသည်မိတ်ကပ်ထူထူလိမ့်ထားသောအသက်လက်ပိုင်းအမျိုးသမီးတဦးကကျမကိုစိုက်ကြည့်နေသည်ဖုန်းခေါ်တဲ့တထေးကခမည်းလားသူပဲမှလဲကျမတက်တက်ဝင်သွားသည်အဲခန်းမှာလားအမျိုးသမီးကကျမနောက်ကပြုံးပြီးလိုက်လာသည်ဒီအမျိုးသမီးကအလားလာကောင်းတယ်အသက်28နှစ်ရှိပြီးသမီးတစ်ယောက်ရှိပြီးသားတဘာဝအတိုင်းမွေးဖွားသည်ကျမကြီးကောင်းမွန်သည်သူမသည်ငွေရေးတကြီးလိုအပ်နေသောကြောင့်ဈေးနှုန်းညှိနှိုင်းနိုင်သည်ကျမတကားကိုတုံးဖွင့်လိုက်သည်ရှုမှန်းသည်စုပ်ပြဲနေသောဆိုဖာပေါ်တွင်ထိုင်နေသည်သူမ၏လက်များကသူမ၏ရှက်အင်ကြီးအောက်ခံကိုတင်းတင်းကြပ်ကြပ်ဆုပ်ကင်ထားသည်ကျမဝင်လာသည်ကိုသူမမြင်သောအခါသူမ၏မျက်လုံးများရုတ်တရက်ပြူးကျဲသွားသည်သူမလုံးဝအံ့အားသင့်သွားသည်ရှယ်တူကျမကကုန်ပစ္စည်းတစ်ခုကိုစစ်ဆေးနေတယ်လို့ဂရုမစိုက်ဘဲသူမကိုကြည့်နေမိသည်ထားပြီးကျမအတွက်လှည့်ပေးပါသူမထက်ချက်လိုက်သောအခါသူမ၏မျက်နှာပေါ်တွင်ကြောက်ရွံ့မှုအပြည့်ဖြစ်ပေါ်လာသည်သူထေးဘလို့ထင်လဲအမျိုးသမီးကကြွားဝါစွာပြောလိုက်သည်သူမရဲ့ရုပ်ရည်နဲ့ခန္ဓာကိုယ်ကအဆင့်မြင့်တယ်သူမမှာဘွဲတစ်ခုတောင်ရထားတာပဲကျမရှုမှန်းစီတို့ကဲ့ကဲ့လျှောက်သွားသည်ကျမသည်သူမ၏မျက်နှာကိုစိုက်ကြည့်နေသည်သူမကအယမ်းပိန်နေတားယောက်ျားလေးတောင်မွေးနိုင်ပါမလားယောက်ျားလေးလားမိန်းကလေးလားဆိုတာတရားအာမမခံနိုင်ပေမဲ့စစ်ဆေးမှုတွေတော့လုပ်နိုင်ပါတယ်လို့အမျိုးသမီးကအလင်းအမြန်ရှင်းပြပါတယ်ယောက်ျားလေးဆိုတာတေချာစေခြင်းနဲ့လို့ကျမကအေးဆက်ဆက်ပြောလိုက်ပါတယ်ကျမအပိုပေးဆောင်ဖို့အသင့်ပါပဲဒါပေမဲ့မိန်းကလေးတယောက်ဖြစ်နေရင်ခမည်းမှာအပြေးဝတာဝန်ရှိပါတယ်သူထေးအဲ့ဒါကအန္တရာယ်များတယ်အန္တရာယ်များတာကအမျက်များတာကိုဆိုလိုတာပါကျမလှည့်ပြီးအမျိုးသမီးကိုစိုက်ကြည့်လိုက်တယ်ကျမဒါကိုလက်ခံပါတယ်ဈေးနှုန်းပြောပါစာချုပ်ကိုအခုပဲလက်မှတ်ထိုးလိုက်ရအောင်အခုပဲသူ့ကိုခေါ်သွားတော့မယ်အမျိုးသမီးကအံ့အားသင့်သွားတယ်သူထေးဒီလုပ်ငန်းစဉ်ကိုအရှိန်မြင့်ဖို့လိုတယ်ကျမအိတ်ကက်ထဲကဘန်ကတ်တစ်ခုကိုထုတ်ယူလိုက်တယ်အဆန်ကကိစ္စမရှိပါဘူးဒါပေမဲ့ချက်ချင်းပဲသူ့ကိုခေါ်သွားမယ်အသက်လက်ပိုင်းအမျိုးသမီးရဲ့မျက်လုံးတွေကလှည့်ကြည့်လိုက်တယ်သူထေးဒါကကျမတို့ပုံမှန်လုပ်နေကြပုံစံမျိုးမဟုတ်ဘူးခမည်းသူ့ကိုခေါ်သွားပြီးတခုခု
ခုဖြစ်လာရင်ဆုံးဖြတ်ချက်ချပိုင်ခွင့်ရှိတဲ့တယောက်ယောက်ကိုခေါ်လိုက်ပါကျမသူ့ကိုစိုက်ကြည့်နေတယ်ဒါမှမဟုတ်ခမည်းမှာဆုံးဖြတ်ပိုင်ခွင့်မရှိဘူးအမျိုးသမီးရဲ့မျက်နှာအမူအရာပြောင်းသွားတယ်သူထေးခဏဆောင်ပါသူမအခန်းထဲကထွက်လာခဲ့တယ်သူမတကားပိတ်လိုက်တယ်တကားပိတ်လိုက်တာနဲ့ခင်မန်ကအပြေးလွှားလာပြီးကျမရဲ့လက်မောင်းကိုဆွဲလိုက်တယ်ယူနေလားဒီကနေထွက်သွားအခုကျမတို့အတူတူထွက်သွားတော့မှလားကျမသူ့လက်ကိုစုပ်ကိုင်လိုက်တယ်ယုံကြည်ပါကျမခြေတံတွေပဲ့တင်ထက်နေတယ်တကားကိုကန်ဖွင့်လိုက်တယ်အသက်လက်ပိုင်းအမျိုးသမီးပြန်လာတယ်သူ့နောက်မှာတောက်တင်တဲ့အမျိုးသား2ယောက်ရှိတယ်ပြီးတော့ဝတ်စုံဝတ်ထားတဲ့အသက်လက်ပိုင်းအမျိုးသား1ယောက်ရှိတယ်ရွှေရောင်နာကိုမျက်မှန်တက်ထားတယ်သူထေးဒါကကျမတို့ရဲ့မန်နေဂျာချန်ပါမန်နေဂျာချန်ကကျမကိုခံမှန်းကြည့်တယ်မင်းသူ့ကိုခေါ်သွားဖို့အလင်းစလိုလုပ်နေတယ်လို့ကြားတယ်ပြီးရင်ဈေးနှုန်းပြောရအောင် package အပြည့်အတွက်ရွှေရှိရတူညယောက်ျားလေးဖြစ်ရမယ်လို့အာမခံတယ်ရန်900တူညအငွေအရင်ပေးလို့ရတယ်အခုချက်ချင်းလွှဲပေးမယ်ဒါပေမဲ့သူ့ကိုခေါ်သွားမယ်ကိုဝင်ရှိကြောင်းအတီးပြုပြီးရင်ကျန်တာကိုပေးမယ်မန်နေဂျာချန်ကရဲလိုက်တယ်သူထေးအဲ့ဒါကစီးမြင့်စည်းကမ်းတွေနဲ့မကိုက်ညီဘူးအခုမင်းအပြေးဝပေးရမယ်မင်းကလေးအတွက်ကတော့မင်းသတ်မှတ်ထားတဲ့နေရာကိုပို့ပေးမယ်သူကသူ့မျက်မှန်ကိုပြင်လိုက်တယ်သူ့ပြုံးမှာအတိတ်ပဲတွေဖုံးကွယ်ထားတယ်မဟုတ်ရင်မင်းဒီခန်းထဲကမထွက်မှာကိုငါကြောက်တယ်ကျမမျက်လုံးတွေကိုကျင်းမြောင်းလိုက်တယ်ကျမရဲ့ပတ်စံကလွယ်နဲ့မယူနိုင်ဘူးဒါဆိုအဲ့ဒီတကားကနေထွက်သွားဖို့မင်းမှာဘာအရေးချင်းရှိလဲကြည့်ရအောင်မန်နေဂျာချန်ကညင်တာစွာခေါင်းညှိပြလိုက်သည်လူဆိုး2ယောက်ရှေ့ကိုတလန်းတိုးလိုက်ကြသည်ထိုအချိန်တွင်အောက်ဘက်မှရဲဝတ်တန်တိုးတိုးလေးထွက်ပေါ်လာသည်မန်နေဂျာချန်ဤမျက်နှာချက်ချင်းပြောင်းလဲသွားသည်ရဲတွေကိုခေါ်လိုက်တာလားဘာလို့ငါအဲ့လိုလုပ်ရမှာလဲကျွန်တော်အေးဆက်ရဲလိုက်သည်ဒါပေမဲ့မင်းရဲ့ကိစ္စကတိတ်မတက်ရှင်းဘူးလို့ထင်တယ်ဦးတန်တွေကပူကျဲလာပြီးညံပိတ်သွားသည်အောက်ထပ်တွင်ရုံးရင်ဆန်ခတ်မှုများဖြစ်ပေါ်လာသည်မန်နေဂျာချန်ဟိန်းဟောက်လိုက်သူ့ကိုဖျက်ဆီးလိုက်စမ်းနောက်ကနေထွက်သွားကြလူဆိုး2ယောက်ကကျွန်တော်ကိုနှစ်ဖက်စလုံးကနေဝိတ်တိုက်ခိုက်ကြတယ်ကျွန်တော်ကျုံးမိန်ကိုထောက်တနေရာကိုအာကုံတုံးထုတ်လိုက်တယ်ကျွန်တော်ထိုင်ကုန်တစ်လုံးကိုဆွဲယူပြီးကျွန်တော်မှရှိတဲ့အာကုံနဲ့တွဲလိုက်တယ်ဘယ်ဘက်ကလူကညင်းညူလိုက်တယ်တစ်သားထိုင်ကုန်ကသူ့ပခုံးကိုကျိုးသွားတယ်သူနာကျင်စွာညင်းညူလိုက်တယ်သူ့ရဲ့လှုပ်ရှားမှုတွေကခဏတာရက်တန့်သွားတယ်ဒါပေမဲ့ညာဘက်ကလူဆိုးကလေထဲမှာဝိရမ်းပြီးကျွန်တော်နာထင်ကိုတက်ချိန်ထားတဲ့လက်သီးတစ်ချက်ကိုထိုးလိုက်တယ်ကျွန်တော်ခေါင်းကိုဘေးကိုလှည့်လိုက်တယ်လက်သီးကကျွန်တော်ဘားကိုထိသွားတယ်မီးလိုပူလောင်နေတယ်ကျွန်တော်ကိုတည်ငြိမ်အောင်တောင်မလုပ်နိုင်ခင်မှာပဲအေးဆက်တဲ့တံမဏိအလင်းတန်းတစ်ခုကကျွန်တော်မျက်လုံးကိုဖမ်းဆားလိုက်တယ်သူကဓာတ်တစ်ချောင်းကိုဆွဲထုတ်လိုက်တယ်သူကစုမိန်စီတက်တဲ့ဝိတိုက်ခိုက်လိုက်တယ်စုမိန်ရဲ့ဆူရှာတဲ့အော်တန်ကအခန်းတစ်ခုလုံးကိုပြည့်ညက်သွားတယ်ချက်ချင်းပဲကျွန်တော်ရှေ့ကိုခုန်တက်လိုက်တယ်စုမိန်ကိုကျွန်တော်ခန္ဓာကိုယ်နဲ့ကာကွယ်လိုက်တယ်အသားထဲကိုနင်းမြုပ်သွားတဲ့ထက်မြက်တဲ့ဓာတ်ရဲ့အတန်ကဆက်ဆုပ်ရွှေရှာဖွယ်ကောင်းလောက်အောင်ပါပဲနာကျင်ကြိုက်ခဲတဲ့ဝေဒနာကပောက်ကွဲထွက်လာတယ်ကျွန်တော်ရဲ့ဘယ်ဘက်ပခုံးကအေးဆက်သွားတယ်ပြီးတော့ပူပြင်းတဲ့အပူလောင်တန်ရအဖြစ်ပြောင်းလဲသွားတယ်လူဆိုးကကျွန်တော်ဓာတ်ရှိကိုခုန်တက်လိုက်မယ်လို့မမျှော်လင့်ထားဘူးသူခဏလောက်တောင့်တင်းသွားတယ်ဒုတိယအချက်အဲ့ဒါကကျွန်တော်အခွင့်အရေးပဲကျွန်တော်ညာလက်ကသူ့လက်ကောက်ဝတ်ကိုစုပ်ကင်လိုက်ပြီးကျွန်တော်နှဖူးကိုသူ့နာခေါင်းရိုးနဲ့စောင့်မိသွားတယ်ရွှေရှာဖွယ်ကောင်းတဲ့ကျွတ်ရွအတန်နဲ့အတူတနာစရာအော်တန်တစ်ခုထွက်ပေါ်လာတယ်သူဓာတ်ကိုပစ်ချလိုက်တယ်ရဲလူတိုင်းမြေပြင်ပေါ်မှာအဲ့ဒီအချိန်မှာပဲရဲတွေကမြေပြင်ပေါ်ကိုပြေးဆင်းလာကြတယ်ကျွန်တော်ရှက်အင်ဂျီမှာသွေးတွေရွှဲနေတဲ့ဘဲဘက်ပခုံးကိုကျွန်တော်စုပ်ကင်ထားလိုက်တယ်ကျွန်တော်ကျူးမိန်ရှိမှရက်နေခဲ့တယ်ကျွန်တော်ညာလက်ကိုမြောက်လိုက်တယ်ရဲရရှိတားကောင်တွေဒီမှာရှိလားမန်နေဂျာချန်ကမြေပြင်ပေါ်ဖိထားခံရပြီးရုန်းကန်ဖို့စူးစမ်းနေတော့မယ်ဒါပေမဲ့ရဲတွေကသူ့ကိုတင်းတင်းကြပ်ကြပ်ဖိထားလိုက်တယ်ရဲရရှိငယ်တယောက်ကပြန်နေတာကိုမြင်လိုက်တယ်သူကချက်ချင်းပဲသူ့ရည်ဒီယိုတဲကိုအော်ဟစ်လိုက်တယ်ဒီမှာထိခိုက်ဒဏ်ရာရသူတယောက်ရှိတယ်အရေးပေါ်ကချက်ချင်းပို့လိုက်စုမိန်ကကျမဘေးကိုပြေးလာတယ်သူမရဲ့တုံညီနေတဲ့လက်တွေကကျမရဲ့ဒဏ်ရာကိုဖိထားတယ်မျက်ရည်တွေကမျက်နှာပေါ်စီးကျလာတယ်သူမငိုနေရင်အတန်တွေပြတ်သွားတယ်သူမကမင်းသွေးထွက်နေတယ်သွေးတွေအရန်ထွက်နေတယ်လို့ငိုရင်းပြောတယ်ကျမနေရန်ကိုမိလိုက်တယ်သူမအတွက်အပြုံးလေးတစ်ခုပြုံးပြလိုက်တယ်ကျမရဲ့ကောင်းမွန်တဲ့လက်ကိုတုံးပြီးသူမရဲ့မျက်နှာကိုညင်သာစွာထိလိုက်တယ်အဆင်ပြေပါတယ်ရှေ့ရလေးတစ်ခုပါပဲမင်းဘေးကင်းနေတဲ့၍အဲ့ဒါကအရေးကြီးဆုံးပဲရဲစခန်းကနေကျမတို့ထွက်လာတဲ့အချိန်မှာကောင်းကင်ကမှောင်မိုက်နေတယ်စုမိန်ကကျမလက်မောင်းကိုတင်းတင်းကြပ်ကြပ်ဆုပ်ကင်ထားတယ်သူမရဲ့လက်ချောင်းထိပ်တွေကရေခဲလိုအေးဆက်နေတယ်သူမတုံနေတော့မယ်တိတ်ဆိတ်တဲ့နေရာကိုရောက်တဲ့အခါသူမလမ်းလျှောက်တာရက်လိုက်တယ်သူမကကျမကိုမော့ကြည့်လိုက်တယ်သူမရဲ့မျက်နှာမှာမျက်ရည်တွေနဲ့အေးချမ်းနေတယ်ငါရှိနေတာကိုမင်းဘယ်လိုသိတာလဲမင်းတယောက်တည်းဘယ်လိုပေါ့ဆစွာဝင်သွားတာလဲကျမလက်လန်းပြီးသူမရဲ့မျက်ရည်တွေကိုညင်သာစွာတုတ်လိုက်တယ်ဘာလို့လဲဆိုတော့မင်းကငါဇနီးပဲခင်းခွင်ကငါတို့သမီးပဲမိုးရွာရင်တော့ငါဒီမှာရှိနေပေးတယ်စိတ်မပူပါနဲ့ခင်းခင်ရဲ့စေးဘိုးဝါကကိုငါပေးပြီးသားစုမိန်ကငါရင်ခွင်ထဲဝင်ပြီးကြောင်ရွံ့မှုနဲ့မကြေမနက်ဖြစ်မှုတွေအားလုံးကိုနောက်ဆုံးတော့ထုတ်ပစ်လိုက်တယ်လို့မထိန်နိုင်စွာငိုကြွေးလိုက်တယ်သူမရဲ့တုံရင်နေတဲ့ခန္ဓာကိုယ်ကိုငါဖတ်ထားပြီးမျက်ရည်တွေကိုငါရှက်အင်ကြီးထဲစိတ်ဝင်စေတယ်ညကောင်းကင်ကဘာမှမထူးကြပေမဲ့အမောင်ဆုံးအချိန်ကတော့နောက်ဆုံးတော့ကုံဆုံးသွားပါပြီဆေးရုံကိုပြန်ရောက်တော့သူနာပြုတယောက်ကငါတန်ရာကိုဂယုစိုက်ပေးနေတယ်ငါဘယ်ဘက်ပခုံးကဓာတ်တန်ရာက30ချက်ကျော်ချုပ်ရတယ်ဆရာဝန်ကဒီထက်နဲ့ရင်အာယုံကြောကိုထိသွားလိမ့်မယ်လို့ပြောတယ်ငါကိုပတိစီးပြီးတာနဲ့စုမိန်ကိုငါတို့သမီးကိုအရင်သွားကြည့်ဖို့ပြောလိုက်တယ်သူမကခဏလောက်တိုးဆုံနေပေမဲ့ကလေးနဲ့အကြာကြီးဝေးနေတော့သူမအနားမယူနိုင်တော့ဘူးနောက်ဆုံးတော့သူမကခေါင်းညိတ်ပြီးထွက်သွားခဲ့တယ်သူမစိတ်မသက်မသာဖြစ်နေတော့မယ်ဒါပေမဲ့နောက်ဆုံးတော့သူမထွက်သွားခဲ့တယ်ငါကုသခန်းထဲကခုံတန်းလေးမှာထိုင်ပြီးတက်ပြင်းရှည်ကြီးချလိုက်မိတယ်ကျွန်တော်ထွက်တော့မဲ့အချိန်မှာပဲကျွန်တော်ဖုန်းကအကြောင်းကြားချက်တစ်ခုညီလာတယ်ဝိုက်တောင်ဘက်ကနောက်ထပ်ငွေတစ်ပြားကိုလွှဲပေးလိုက်တယ်ဝင်းထွာအတွက်စီးပက်ဆိုင်ရာထောက်ပံ့ငွေလို့သူတို့ပြောတယ်ကျွန်တော်ကြည့်လိုက်တော့အဲ့ဒီငွေပမာဏကလုံလောက်ပါတယ်လူနာဆောင်တကားကိုတွန်းဖွင့်လိုက်တော့ခန့်အဲကစင်ကြအဆုံးမှာဖုန်းပြောနေတယ်သူကျွန်တော်ကိုမြင်တော့မျက်နှာကချက်ချင်းမောင်သွားတယ်ဖုန်းချပြီးကျွန်တော်စီလျှောက်လာတယ်ရှင်းဇိုးရှင်းလို့သူကအတန်နှိပ်လိုက်တယ်
စေးအတွက်ရွမ်900သူညအငွေကဘဲကရတာလဲကျွန်တော် digital မြင့်ပြန်ပွဲမှာအနိုင်ရခဲ့တာလို့ကျွန်တော်ရိုးရိုးလေးဖြေလိုက်တယ်သူကကျွန်တော်ကိုခဏလောက်စိုက်ကြည့်နေတယ်ပြီးတော့သူကအေးဆက်ဆက်လောင်ရလိုက်တယ် Chen Zuxing မင်းကနှစ်ပေါင်းများစွာလောင်းကစားလုပ်နေတာမင်းတပြားတစ်ချက်မှမယူလာဘူးအခုမင်းရဲ့သမီးနေမကောင်းဖြစ်နေတော့မင်းရုတ်တရက်ကံကောင်းခြင်းတွေရသွားတယ်ကျွန်တော်ဘာမှပြန်မပြောဘူးမင်းက Luke Sing Wrong စီတွားသွားပြီးတောင်းပန်မယ်လို့ငါအာမခံတယ်မင်းကအရင်ကအရန်ရင်ကြီးတဲ့အပြုမူတွေလုပ်ခဲ့ပြီးမယူခဲ့ဘူးအခုခမားတူးထောက်ပြီးချင်းငွေတောင်းဖို့ကုန်နေတယ်ကျွန်တော်တခုပြောပြရစီအဲ့ဒီယွမ်တန်းအကျွေးကြောင့်ကိုမိသားစုဒုက္ခရောက်မှာကိုမကြောက်ပါနဲ့အဲ့ဒါနဲ့သူလှည့်ထွက်သွားတယ်ကျွန်တော်အဲ့ဒီမှာရက်ပြီးသူထွက်သွားတာကိုကြည့်နေတယ်နောက်တစ်လလုံးခင်းခွန်ဆေးရုံတက်နေရတယ် Idiopathic pulmonary arterial hypertension ကအရန်ရှားပါတယ်ဒီနိုင်ငံမှာကျွန်တော်တို့ဟာပြည်ပကတင်သွင်းတဲ့ပြစ်မှတ်ထားဆေးဝါးတွေကိုပဲအားကိုးနေရတယ်ကျွန်တော်တို့စူးစမ်းပေးမယ်လေသူမရဲ့အခြေအနေကတဖြည်းဖြည်းဆိုးရွားလာတယ်ကျွန်တော်နဲ့ခင်မိန်ကသူမကိုအလှည့်ကျစောင့်ကြည့်ပေးခဲ့တယ်သူမကနေဆိုင်မှာအလုပ်လုပ်ပြီးကျွန်တော်ကညဆိုင်မှာအလုပ်လုပ်တယ်ကျွန်တော်မောပန်းနေတဲ့အခါစစ်ကြံထိုင်ကုန်တွေမှာမိနစ်အနည်းငယ်အိတ်တယ်ကြံမိသားစုဝင်တွေကမျက်နှာမပြကြဘူးရှူမန်ရဲ့အတွင်းစိတ်ကနာကျင်နေတယ်ဆိုတာကျွန်တော်သိပေမဲ့သူမကစကားတစ်လုံးမှမပြောဘူးတခါတလေကျွန်တော်ညတက်ကောင်မှာနိုးလာတော့ကတင်ပေးမှလဲလျောင်းနေတဲ့သူမကိုရှူမန်ရဲ့တင်းငယ်တဲ့လက်ကိုကင်ပြီးကြောင်စွာစိုက်ကြည့်နေမိတယ်တလအကြာမှာရှူမိသားစုရောက်လာတယ်ဆရာဝန်ကရှူမန်ရဲ့စစ်ဆေးမှုပြီးဆုံးသွားတယ်သူပြီးသွားတဲ့အခါဆရာဝန်ကကျွန်တော်တို့ကိုစကားပြောတယ်လက်ရှိဆေးဝါးတွေကယောဂတိုးတက်မှုကိုနှောင့်နှေးစေရုံပဲရှိတယ်ပြန်ကောင်းအောင်လုပ်လို့မရဘူးဒီလိုဆက်ဖြစ်နေရင်ကလေးရဲ့နှလုံးနဲ့အဆုပ်ပေါ်ကဝင်ထုတ်ဝင်ဖို့ကပိုလေးလာလိမ့်မယ်ရှူချမ်းချီပထမဆုံးမိတာကပတ်စံပဲအဲ့ဒီယွမ်900သူညကအခုဆိုနေပါကုံသွားပြီမဟုတ်လားရှူဟိုင်ကအေးဆက်ဆက်ထပ်ပြောတယ်ဘလို့ပြန်ဆက်မလဲဆိုတာမင်းသဘောပေါက်ပြီလားအဲ့ဒီပတ်စံကချင်းငွေမဟုတ်ဘူးရှူမင်းကပြောတယ်ဒါကချင်းငွေမဟုတ်ဘူးဂူမန်ယူကဝင်ပြောတယ်ဘာအဲ့ဒီတုန်းကမိုးပေါ်ကကြလာတာလားဆူရှိန်ခါကလူတိုင်းရှိမှရက်ပြီးကျွန်တော်မျက်နှာကိုလက်ညှိုးထိုးပြီး Chen Zuxing မင်းလိမ်ညာတဲ့ကောင်မင်းကသမီးနဲ့ငါမြေးမောက်ကိုချက်စီးလိုက်ပြီးလို့အော်ပြောလိုက်တယ်ကျွန်တော်ဒေါသကိုမျိုးသိပ်ထားလိုက်တယ်ဖေအတန်ကိုတိုးတိုးလေးထားကလေးကိုစိတ်မဆိုးပါနဲ့ကျွန်တော်ကိုဖေလို့ခေါ်တဲ့နယ်လို့မင်းထင်နေတာလားအဲ့ဒီအချိန်မှာပဲလူနာဆောင်တကားကိုတွန်းဖွင့်လိုက်တယ်ဆရာဝန်ဝင်လာပြီးအထူးကုဆရာဝန်တွေလိုက်လာတယ်သတင်းတချို့ရှိတယ်ဆရာဝန်ကကျွန်တော်တို့ဘက်ကိုကြည့်လိုက်တယ်နိုင်ငံတကာထိပ်တန်းနှလုံးနဲ့အစုပ်ဌာနကအထူးကုဆရာဝန်အဖွဲ့တစ်ဖွဲ့ကအစင်းမြင့်ဂျားဝင်ဆောင်ရွက်မှုအစီအစဉ်တစ်ခုကိုစတင်တော့မှာပါဒါကမျိုးရိုးဗီဇကိုပြစ်မှတ်ထားတဲ့ကုထုံးနဲ့အစုပ်နှုဇီဝသွေးလည်ပတ်မှုပြန်လည်တည်ဆောက်မှုကိုပေါင်းစပ်ထားပါတယ်တိကျတဲ့ပြစ်မှတ်ထားတဲ့ထိန်းကြီးမှုနဲ့ပေါင်းစပ်လိုက်ရင်အခြေအနေကိုလုံးဝပြောင်းပြန်လှန်ပြစ်နိုင်တဲ့အခွင့်အရေးရှိပါတယ်သူခဏလောက်ရက်လိုက်တယ်ရှင်းချင်းရဲ့အသက်တက်တွေကစံနှုန်းအားလုံးနဲ့ကိုက်ညီပါတယ်ဇွန်းမင်ကရုတ်တရက်ကျွန်တော်လက်ကိုစုပ်ကင်လိုက်တယ်သူ့မျက်လုံးတွေနီးရဲနေတယ်ဒါပေမဲ့ကုသမှုလုပ်ငန်းစဉ်ကိုချက်ချင်းစတင်ရမယ်ကနဦးကုန်ကြစည်းကရွှန်တတန်းမှာကျွန်တော်လှည့်ပြီးလူနာဆောင်ကနေထွက်လာခဲ့တယ်စင်ကြအဆုံးမှာဂူဝီတုံကိုခေါ်လိုက်တယ်အဆန်အတွက်စိတ်မပူပါနဲ့သူကပမောက္ခယောဘတ်ဟာစူရစ်ကနေကိုယ်တိုင်ဖိတ်ကြားခံရသူလို့ကျွန်တော်ကိုပြောပါတယ်သူကခမားသမီးရဲ့အမှုကိုပြန်လည်သုံးသပ်ပြီးမျှော်လင့်ထားတာထက်ပိုကောင်းတယ်လို့ပြောပါတယ်ခွဲစိတ်မှုရလက်ကအကောင်းဆုံးဖြစ်တင်ပါတယ်ကျေးဇူးတင်ပါတယ်ကျွန်တော်ကခမားကိုကျေးဇူးတင်ရမှာပါသူခဏလောက်ရက်လိုက်တယ်ကျွန်တော်ဇနီးနဲ့သမီးကခမားစီမှာကာကွယ်ပေးသူတယောက်ကိုရှာတွေ့ခဲ့ပါတယ်မစ္စတာချန်ဒီကျေးဇူးကိုကျွန်တော်မှတ်မိနေပါမယ်ကျွန်တော်ဖုန်းချလိုက်တယ်ငွေပေးချေရေးကောင်တာစီပြန်သွားခဲ့တယ်ကျွန်တော်ဆောင်တကားစီပြန်ရောက်တဲ့အချိန်မှာအထဲကနေရှူချမ်းချီရဲ့အတန်ကိုကြားလိုက်ရတယ်အဆန်ပြောလိုက်တာနဲ့သူပျောက်သွားတယ်မန်ခမားကွာရှင်းပြက်ဆဲတဲ့ရွေရှူမိသားစုကဒီကိစ္စကိုဖြေရှင်းပေးလိမ့်မယ်ရှူမန်ရဲ့အတန်ကအရန်တိုးလေးပေမဲ့အလွန်ခိုင်ပါတယ်မေဖေကမ်းလှမ်းချက်ကိုကျေးဇူးတင်ပါတယ်ဒါပေမဲ့တကယ်မလိုအပ်ပါဘူးကျိုးရှမ်းကမနေ့ကယွန်တတန်းထပ်ပေးသွင်းပြီးပါပြီမနေ့ကပါအခန်းထဲမှာစက္ကန့်အတော်ကြာတိတ်ဆိတ်သွားတဲ့သူနာပြုတယောက်ကခွဲစိတ်မှုအတွက်ပြင်ဆင်ဖို့တကားကိုတွန်းဖွင့်လိုက်တယ်သူမကပေါ့တန်ပြောပါတယ်ကလေးရဲ့အဖေကနောက်ထပ်တတန်းပေးလိုက်တယ်ခွဲစိတ်ပြီးနောက်ဆောက်ရှောက်မှုနဲ့ပြစ်မှတ်ထားဆေးဝါးတွေတင်သွင်းတာကျွန်တော်တကားဝမှာရက်နေတယ် Zuxing Kui ကမဲလို့နေချူဟဲတို့ကိုကြည့်လိုက်တယ်၃ယောက်စလုံးအံ့အားသင့်သွားကြတယ်ခွဲစိတ်ခန်းအပြင်ဘက်ကအနီရောင်မီးကလင်းနေတယ်စင်မိန်ကကျွန်တော်ပခုံးကိုမိလိုက်တယ်သူ့ခန္ဓာကိုယ်ကအနှဲငယ်တုံနေတယ်ကျွန်တော်သူမလက်ကိုကင်လိုက်တယ်ပမောက္ခရောဘတ်ကကဘာကျော်အဆုပ်သွေးတိုးယောဂကျွမ်းကျင်သူပါသူကဒီခွဲစိတ်မှု28ကြိမ်လုပ်ခဲ့တယ်တစ်ခုချင်းစီကအောင်မြင်တယ်အရာအလုံးအဆင်ပြေသွားလိမ့်မယ် Zuhai ကမောက်မိုက်တဲ့မျက်နှာနဲ့ရှောက်လာတယ် Chen Zuxing ဥက္ကဋ္ဌလူစီကငွေဘလောက်ချီးခဲ့တာလဲကျွန်တော်သူ့ကိုမောကြည့်လိုက်တယ်ကျွန်တော်ကိစ္စကမင်းနဲ့မဆိုင်ဘူးရွမ်2တန်းဇာမီသားစုကကျွန်တော်တို့အိမ်ကိုရောက်ရင်တောင်ကျွန်တော်တို့ကအဲ့ဒါကိုဖုံးအုပ်လို့မရဘူးသူကစုမိန်ပလက်လိုက်တယ်ညီမလေးငါ့ကိုအမှန်အတိုင်းပြောစင်မိန်ကပြောတော့မလို့ပဲတိတ်ရောင်းခိုက်ကရှောက်လာပြီးကျွန်တော်နှာခေါင်းကိုတက်ထိုးပြလိုက်တယ်ဘာလို့သူ့ကိုမေးနေတာလဲသူကလိန်ညာတာနဲ့လောင်းကစားတာလောက်ပဲတော်တယ်သူကရှုမှန်ပတ်လက်လိုက်တယ်ရှုမှန်ဖေးမှာလောလောဆယ်ရွမ်တတန်းစုဆောင်းငွေရှိတယ်ကွာရှင်းဖို့သဘောတူရင်ဒီငွေကိုချက်ချင်းလွှဲပေးမယ်မနက်ဖြန်မနက်မှာဒရိုက်တာကျိုးဦးဆောင်တဲ့ပင်စင်အိမ်ယာချင်းငွေစီမံကိန်းမှာဒီငွေကိုရင်းနှီးမြှုပ်နှံဖို့စီစဉ်ထားတယ်ဂူမန်ယူကအနားမှာရက်ပြီးရှင်းပြတယ်
နှစ်စဉ်ပြန်ရငွေကအနည်းဆုံး30ရှိတယ်ဒါကအငိမ့်စားအရာရှိတွေရဲ့အတိုင်းဝိုင်းအတွင်းကအခွင့်အရေးတစ်ခုပါ12စာချုပ်ပါ12ပြီးရင်ကုမ္ပဏီကအိမ်ကိုအရင်အတိုင်းပြန်ပေးုံတာမကအရင်ကြီးကနေလည်းအပိုပြန်ရငွေတွေရှိလာမှာပါဒရိုက်တာကျိုးကပြောပြီးသားဒါကအမျိုးသားအဆင့်စမ်းသက်စီမံကိန်းမှာနေရာအနှဲငယ်ပဲရှိတယ်အမေနဲ့ကျွန်တော်ပတ်စံရှာခိုင်းမယ်လို့တွေးထားတယ်နောက်ဆုံးတော့မင်းတို့ကလေးတွေလက်ထဲပဲရောက်သွားလိမ့်မယ်ရှူမန်ချီကိုကျွန်တော်ကြည့်လိုက်တယ်အဖေမင်းပြောခဲ့တဲ့ပုံစံကပင်စင်ရန်ပုံငွေနဲ့လဲပြီးအိမ်ချမ်းမြေကိုပြင်ပကုမ္ပဏီတစ်ခုကိုအိမ်ယာချင်းငွေပေးတာမဟုတ်လားရွှေချမ်းကြီးခဏတာကြောင်သွားပြီးသူ့မျက်နှာမှာအထင်သေးသည့်အမူအရာပေါ်လွင်နေသည်ကျွန်တော်ရဲ့အထက်လူကြီးဟောင်းကကိုယ်တိုင်အာမခံပေးခဲ့ပါတယ်ဒါဟာတရားဝင်ကုမ္ပဏီစာချုပ်ဖြစ်ပြီးရှေ့နေတယောက်ကိုစစ်ဆေးခိုင်းပြီးပါပြီဘာတိလဲဒါကလွန်ခဲ့တဲ့2နှစ်အတွင်းပေါ်ပေါက်လာတဲ့လိမ်လည်မှုအသစ်တစ်ခုပါဒီ professional ကုမ္ပဏီတွေကများသောအားဖြင့် shell corporation တွေပါသူတို့ရဲ့မှတ်ပုံတင်ထားတဲ့ရင်းနှီးမြှုပ်နှံမှုကယွမ်ထောင်ပေါင်းများစွာသာရှိပါတယ်ဟုတ်ပါတယ်သူတို့ကပထမလအနေငယ်အတွက်ပင်စင်ကိုအချိန်မှန်ပေးပါလိမ့်မယ်ဒါပေမဲ့လူတွေဘာတွေဖြစ်နေလဲဆိုတာသဘောပေါက်လာတဲ့အခါသူတို့ရဲ့အိမ်တွေနဲ့ပတ်စံတွေလုံးဝပြောက်ကွယ်သွားပါလိမ့်မယ်ဒရိုက်တာဆိုကိုယ်တိုင်လိမ်လည်ခံနေရတာဒါမှမဟုတ်ကျွန်တော်တော့မပြီးသေးဘူးလိန်ညာလိုက်တာရှူရှိန်ကလေးဒေါသထွက်သွားတယ်ကျွန်တော်တို့ရဲ့တက်တာဆက်သွယ်မှုတွေနဲ့ကွန်ရက်တွေအရက်သမားသူတို့ကိုလက်ညှိုးထိုးဖို့မင်းနေရလားစာချုပ်ကအဖြူအမဲပဲအစိုးရကထိန်းချုပ်မှာမဟုတ်ဘူးလို့မင်းထင်နေတာလားမင်းမနာလို့ဖြစ်နေတာလို့ငါထင်တယ်အဖေစုမဲ့ရုတ်တရက်ထွက်လိုက်တယ်သူ့အတန်ကတုံသွားတယ်မင်းရဲ့ project ကိုယူပြီးထွက်သွားမင်းရဲ့ပတ်စံကိုငါမလိုအပ်တော့ဘူးခိုင်းခင်အသက်ရှင်ပြီးဖြစ်စေတည်တည်ဖြစ်စေငါတယောက်တည်းခံပါမယ်ရှူရှိန်ကလေးမျက်နှာကဖြူဖြော့သွားတယ်သူကသမီးဖြစ်သူကိုအချိန်တော်ကြာစကားမပြောဘဲလက်ညှိုးထိုးပြလိုက်တယ်နောက်ဆုံးတော့သူ့လက်ကိုချလိုက်ပြီးကောင်းပြီနောက်တမရနဲ့ဂျီမန်ရိုရဲ့မျက်လုံးတွေကหนีရဲနေပြီးတက်ပြင်းချလိုက်တယ်ခုဟိုက်တစ်ခုခုပြောချင်ပေမဲ့ရက်လိုက်တယ်မိသားစုတစ်ခုလုံးလှည့်ထွက်သွားကြတယ်ခွဲစိတ်ခန်းအပြင်ဘက်ကနေရာကရုတ်တရက်တိတ်ဆိတ်သွားတယ်စုံးမိန်ကခုန်တန်းလေးပေါ်ပက်လက်လဲကျသွားတယ်မျက်ရည်တွေကတိတ်တိတ်ဆိတ်ဆိတ်စီးကျလာတယ်ကျွန်တော်သူ့ပခုံးကိုလက်နဲ့ညင်တာစွာဖတ်လိုက်တယ်၄နာရီကြာမှခွဲစိတ်ခန်းပြီးပိတ်သွားတယ်ဆရာဝန်ကထွက်သွားတော့သူ့မျက်နှာမှာအပြုံးတစ်ခုပွင့်လာတယ်ခွဲစိတ်မှုကအရန်အောင်မြင်တယ်သူမကိုဝီကျူမှာ48နာရီစောင့်ကြည့်ဖို့လိုတယ်ဒါပေမဲ့ခွဲစိတ်ပြီးနောက်အခြေအနေကအကောင်းမြင်နေတယ်စုံမိန်ရဲ့ခြေထောက်တွေအားနေသွားတယ်ကျွန်တော်အချိန်မီဖမ်းမိလိုက်တယ်သူမမျက်နှာကိုအုပ်လိုက်တယ်မျက်ရည်တွေကလက်ချောင်းတွေကနေစီးကျလာပေမဲ့ဒီတစ်ခါတော့ဝမ်းသာတယ်မျက်ရည်တွေပဲနှစ်လအကြာမှာခွင်းခွင်ကဆေးရုံကဆင်းခွင့်ရပြီးသူမရဲ့အသားအရည်ကပိုပြီးတန်းရောင်တန်းလာပေမဲ့ဆေးဝါးနဲ့ပုံမှန်စစ်ဆေးမှုတွေလုပ်ဖို့လိုအပ်နေသေးပါသူမပြေးလွှားခုန်ပေါက်နိုင်ပြီးသူမရဲ့ဘဝတစ်အတွက်ဂုဏ်ပြုတဲ့အနေနဲ့ကျမတို့ကအသစ်ဖွင့်လှစ်ထားတဲ့အစင်းမြင့်စတိတ်ဆိုင်တစ်ဆိုင်မှာကြိုတင်စီရင်ပေးသွင်းခဲ့ပါတယ်သူမဆေးရုံတက်နေတော့ကသူမနေပြန်ကောင်းလာရင်အကောင်းဆုံးစတိတ်ကိုခေါ်သွားစားမယ်လို့ကတိပေးခဲ့ပါတယ်စတိတ်ဆိုင်ရဲ့ပတ်ဝန်းကျင်ကအရန်ကျက်တည်ရှိပါတယ်ခင်းခွန်ကသူမရဲ့ခြေထောက်လေးတွေကိုထိုင်ကုန်မှာစိတ်လှုပ်ရှားစွာတွဲပေးခဲ့ပါတယ်စုမိန်ကသူမရဲ့လက်တုပ်ပူဝါကိုဖြန့်ပေးခဲ့ပါတယ်ပကံတွေအားလုံးကျွေးပြီးပါပြီကျမစတိတ်ကိုလှိဖြတ်တော့မလို့လုံနေတော့တက်ရက်စွာဝတ်စားထားတဲ့လူငယ်တယောက်ကျမတို့ရဲ့လမ်းကြားကိုဖျက်လျှောက်လာခဲ့ပါတယ်သူကပေါ်ပေါ်တန်တန်လှမ်းကြည့်လိုက်တော့စုမိန်စီမှာမျက်လုံးတွေချက်တန့်သွားပါတယ်သူရုတ်တရက်ကြောင်သွားပါတယ်စုမိန်ကိုကြည့်လိုက်တော့အံ့အားသင့်တဲ့အကြည့်တစ်ခုသူ့မျက်နှာမှာဖြတ်ပြေးသွားပါတယ်မကြခင်မှာပဲအတိတ်ပဲရှိတဲ့အပြုံးတစ်ခုပေါ်လာပါတယ်သူကခြေလမ်းနှဲငယ်လှမ်းလိုက်ပြီးကျမနဲ့ခင်းကိုအကြည့်လွှဲလိုက်ပြီးခင်းကိုခဏလောက်စိုက်ကြည့်နေမိပါတယ်နောက်ဆုံးတော့သူ့အကြည့်တွေကစုမိန်ရဲ့မျက်နှာစီပြန်ရောက်သွားပါတယ်မင်းလက်ထပ်သွားပြီလို့ငါကြားတယ်ဒါကစုမိန်ရဲ့လက်ချောင်းတွေအနှဲငယ်တင်းသွားပါတယ်ဒီလူကရှုပ်ဖိန်ပါစုမိန်ရဲ့မိဘတွေကသူ့ကိုချင်းတွေးဖို့ကြိုးစားခဲ့တဲ့မျက်မမြင်ချင်းတွေးသူပါသူ့ကိုမြင်တော့ရှုမန်းရဲ့ခန္ဓာကိုယ်ကတိတိတတ်တာတောင့်တင်းသွားတယ်ကျိုးဖန်းရှုမန်းရဲ့အတန်ကနည်းနည်းတဘာဝမကြဘူးတကယ်ကိုတိုက်ဆိုင်မှုပဲရှုဖန်းကကျွန်တော်ပတ်လှည့်ပြီးခေါင်းကနေခြေဖျားအထိကျွန်တော်ကိုအကဲခတ်နေတယ်တေချာစွာစစ်ဆေးနေတဲ့အကြည့်ကထင်ရှားနေတယ်သူကသူ့လက်ကိုဆန့်ထုတ်လိုက်တယ်ခမည်းကမစ္စတာချန်ဖြစ်ရမယ်ဝမ်းတာပါတယ်ဒါကခမည်းရဲ့ကလေးလားသူမကအရန်ကြီးလာပြီးကျွန်တော် trap ပြီးသူ့လက်ကိုခါရမ်းလိုက်တယ်သူကတမင်တကာနည်းနည်းပိုညှစ်လိုက်တယ်ကျွန်တော်တိုးဆုပ်မနေပဲတည်ငြိမ်စွာပဲသူ့ကိုကြည့်လိုက်တယ်တိုက်ဆိုင်မှုတစ်ခုဖြစ်တဲ့အတွက်ကျွန်တော်တို့ပူပေါင်းရင်ခမည်းမကန့်ကွက်ပါဘူးမဟုတ်လားရှုဖန်းကအခြေအနေကိုအခွင့်ကောင်းယူပြီးပြောလိုက်တယ်သူလှည့်ပြီးသူ့နောက်ကမိတ်ကပ်လိမ့်ထားတဲ့အမျိုးသမီးကိုမိတ်ဆက်ပေးလိုက်တယ်ဟိုင်ပင်ဒါကကျွန်တော်ရဲ့တငယ်ချင်းဟောင်းရှုမန်းနဲ့သူ့ယောက်ျားပါမှုမှန်ဒါကကျွန်တော်ရဲ့ရီစာဒီဝစ်ပင်မှာသူကတငယ်ချင်းဟောင်းနဲ့ရီစာဆိုတဲ့စကားလုံးတွေကိုလေးနက်တဲ့အတိတ်ပဲနဲ့အလေးပေးပြောလိုက်တယ်ဒီဝစ်ပင်ရဲ့မျက်လုံးတွေကရှုမန်းစီကိုမြင်မြန်ဆန်ဆန်ကြည့်လိုက်ပြီးနောက်ဆုံးမှာရှုမန်းရဲ့အဝတ်စားတွေပေါ်ကိုရောက်သွားတယ်သူမရဲ့မျက်နှာမှာဂုံယူဝင့်ကြွားတဲ့အကြည့်တစ်ခုပေါ်လာတယ်သူမကပြုံးလိုက်တယ်ညီမရှုဟုတ်လားတိုက်ဆိုင်လိုက်တာအတူတူထိုင်ရအောင်စပွဲအောက်မှာရှူမန်းကကျွန်တော်လက်ကိုညင်သားစွာဆွဲလိုက်တယ်ကျွန်တော်သူ့လက်ကိုပြန်ညှစ်လိုက်တယ်ဖဲဝေပင်းကိုပြုံးပြလိုက်တယ်သူ့ကိုရှူညီမလို့ခေါ်တာရင်ကျေးလုံးနဲ့မင်းကကျွန်တော်ဇနီးထက်အများကြီးပိုရင်းချက်ပုံရတယ်ဖဲဝေပင်းရဲ့မျက်နှာကတောင့်တင်းသွားတယ်ကျိုးခန်းကဈေးကြီးတဲ့အင်းလျာအနှဲငယ်မှာပြီးကျွန်တော်ကိုကြည့်လိုက်တယ်မစ္စတာချန်ဒီရက်ပိုင်းဗမာအလုပ်လုပ်လဲကျွန်တော်ကစီးပွားရေးလုပ်ငန်းငယ်လေးတစ်ခုကိုပဲလုပ်နေတာလို့ကျွန်တော်တည်ငြိမ်စွာပြန်ဖြေလိုက်တယ်စီးပွားရေးလုပ်ငန်းငယ်လေးကလည်းကောင်းပါတယ်လွတ်လပ်မှုလည်းအများကြီးရှိတယ်ကျိုးခန်းကစပွဲထိုးပတ်လှည့်လိုက်တယ်2015မွန်ထရာချက်အဖြူရောင်ဝိုင်တပလင်းယူလာပေးပါအရင်ရှူခိုင်းလိုက်ပါသူကဝိုင်နာမည်ကိုကျွမ်းကျင်စွာရေရွတ်လိုက်ပြီးရှူမန်းကိုကြည့်လိုက်တယ်ရှူမန်း
မင်းအရင်ကတိတ်မတော့ဘူးဆိုတာငါမှတ်မိတယ်ဒါပေမဲ့ဒီစားတော့ဆိုင်ရဲ့အဖြူရောင်ဝိုင်းနဲ့ပင်လယ်စာကတကယ်ကိုအမခံပဲမင်းနည်းနည်းလောက်စမ်းကြည့်တင်တယ်ဟီဝီပင်းကချက်ချင်းဝင်ပြောလိုက်တယ်ဟုတ်တယ်ဖန်းကသူ့အစားအစာနဲ့အဖျော်မကာတွေကိုအရန်ကယူဆိုင်တယ်ဒီပလင်းကဈေးမပေါ်ဘူးမဟုတ်လားအပေါ်ရန်ကြည့်ရင်သူမကရှူမန်းကိုမေးနေတာဒါပေမဲ့သူမရဲ့မျက်လုံးတွေကရှူမန်းစီရောက်သွားခဲ့တယ်ကျိုးဖန်းကဂယူမဆိုင်ဟန်ဆောင်လိုက်တယ်အဆင်ပြေပါတယ်ဒီနေ့အစားအစာနဲ့လိုက်ဖက်ရင်ပေါ့အဲ့ဒါကအရေးကြီးတယ်ဝိုင်းကိုမြ မြန်ယူလာပေးလိုက်တယ်စပွဲထိုးကရင်ကျေးတဲ့ရင်ကျေးမှုကိုလိုက်နာပြီးကျိုးဖန်ရဲ့ခွက်ထဲကိုဝိုင်းနှဲငယ်လောင်းထည့်လိုက်တယ်ကျိုးဖန်ကခွက်ကိုညင်သာစွာလှည့်ပေးပြီးရှူရှိုက်ကတငုံတောက်ကအရသာကိုပါဇက်ထဲမှာခဏလောက်ထားလိုက်ပြီးခေါင်းကြီးပြလိုက်တယ်ကောင်းတဲ့လုပ်ငန်းစဉ်တစ်လျှောက်လုံးသူကဟန်ဆောင်နေခဲ့တယ်စပွဲထိုးကလူတိုင်းအတွက်ဝိုင်းငယ်ပြီးတော့မလို့ကျွန်တော်လက်ကိုမြောက်ပြီးညင်သာစွာရက်တက်လိုက်တယ်ကျွန်တော်ဖြူမိန်ရှိကဝိုင်းခွက်ကိုကောက်ယူပြီးစပွဲထိုးကိုဒီခွက်ကိုပြောင်းပေးပါဒီခွက်ကိုလုံလောက်အောင်အေးအောင်မထားတာကြပြီမွန်ထရက်ချေရဲ့တတိယနဲ့တထုတက်အရသာတွေကိုအထူးသဖြင့်နူးညံ့တဲ့ဖွဲ့စည်းပုံကိုထိခိုက်လိမ့်မယ်စပွဲထိုးကအံ့အားသင့်သွားတယ်သူကအမြန်တောင်းပန်ပြီးခွက်အစ်တစ်ခွက်သွားယူလိုက်တယ်ကျွန်တော်ခွက်အစ်ကိုယူပြီးတေချာစစ်ဆေးပြီးတော့ဝိုင်းထဲလို့ရပြီလို့အချက်ပြလိုက်တယ်ရုပ်ဖိတ်ရဲ့မျက်နှာပေါ်ကတည်ငြိမ်တဲ့မျက်နှာကအကွဲလာတယ်စွမိန်ကကျွန်တော်ကိုအံ့အားသင့်စွာကြည့်လိုက်တယ်သူမကခွက်ကိုယူပြီးဂယူးတဆိုင်တငုံတောက်လိုက်တယ်ရုပ်ဖိတ်ကလဲချောင်းရှင်းလိုက်တယ်မချန်ကဝိုင်းခွက်တွေအကြောင်းအတော်လေးကျွမ်းကျင်ပုံရတယ်ဒါပေမဲ့မန်ထရက်ချက်ဒေတာရဲ့ဝိသေသလက္ခဏာတွေကပိုပြီးထင်ရှားတယ် Pulling the Joshimu ne chasing. ရဲ့ကြွယ်ဝမှုကြားမျှတမှုကိုရရှိစေပါတယ်ရောက်ဖိန်ကအပြုံးချူချူနဲ့ဒီပလင်းရဲ့ဝိုင်ရတာကကောင်းပါတယ်ဒါပေမဲ့ဒီနေ့ခေတ်ပင်လယ်စာနဲ့တွဲဖက်တောက်ချင်တယ်ဆိုရင်တော့အိမ်ကြီးကြီးအိမ်က cotton Cordon Charlemagne dry wide. 2014ခုနှစ်ထုတ် cotton ကပိုကောင်းလိမ့်မယ်ဖွဲ့စည်းပုံကိုပိုကောင်းအောင်ဖြစ်ဆွပေးတယ်ကျိုးဖန်းရဲ့မျက်နှာအမူအရာကတွန့်ဆုတ်သွားတယ်အကြောင်းအရာပြောင်းလိုက်တဲ့အခါသူ့မျက်နှာကမှောက်မိုက်သွားတယ်မန်လွန်ခဲ့တဲ့နှစ်ကကျွန်တော်ကိုယ်ပိုင်ရှုခင်းဒီဇိုင်းကုမ္ပဏီတစ်ခုစတင်တည်ထောင်ခဲ့တယ်အဓိကအိမ်ချမ်းမြေဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းတွေအတွက်အရန်စီမံကိန်းတွေကိုအထူးပြုတယ်အလောက်ကခတ်တယ်ဆိုတာသိချတယ်ဒါပေမဲ့ဝင်ငွေကတော့အတော်လေးကောင်းတယ်သူကလက်နဲ့ချောင်းထောင်ပြီးဝေ့ရမ်းပြတယ်ဟီဝီပင်းကချက်ချင်းပဲဝင်ပြောတယ်ဖန်ကအရန်နှိမ့်ချလွန်းတယ်သူကတစ်နှစ်ကိုရွာ2တန်းကျော်ရတယ်ရှင်ရောင်းအုပ်စုကိုသိတဲ့အတိုင်းသူတို့ရဲ့အစင်းမြင့်အိမ်ချမ်းမြေတွေအတွက်ကျွန်တော်တို့ကရှုခင်းဒီဇိုင်းအားလုံးကိုကင်တွယ်နေတာသူမကရှုမှန်ကိုဂယူးဆိုင်ဟန်ဆောင်ပြီးမင်းတို့နှစ်ယောက်အိမ်ဝဲချင်းရင်ဖန်စီလာခဲ့သူကစောက်လုပ်ရေးလုပ်ငန်းရှင်တွေနဲ့အရန်ရင်းနှီးတယ်သူကမင်းကိုအနေဆုံးဈေးနှုန်းနဲ့ရနိုင်တယ်ရှုမှန်ရဲ့နှက်ခမ်းတွေကိုတင်းစိတ်ထားတာကိုကျွန်တော်မြင်လိုက်တယ်ကျိုးဖန်းကကျွန်တော်ကိုကြည့်ပြီးရေရောဟန်ဆောင်ပြီးလက်ဝဲရမ်းပြတယ်လိန်ညာနေတာအဲ့ဒီလိုမပြောနဲ့မန်မင်းတို့အိမ်ဟောင်းကနေအစ်စ်မြင့်တင်ဖို့အချိန်တန်ပြီးအကူညီလိုအပ်ရင်အချိန်မရွေးပြောလိုက်ပါငါမင်းကိုအိမ်တွင်းဈေးနှုန်းပေးစွမ်းနိုင်တယ်ဈေးကွက်ပေါက်ဈေးထက်တိမ့်နဲ့ချီပြီးတက်တာမှတေချာတယ်ရှူမန်ရဲ့လက်ချောင်းတွေကစပွဲအောက်မှာတင်းကြပ်ဆုပ်ကင်လိုက်တယ်ငါသူမလက်ကိုညင်သားစွာဆုပ်ကင်လိုက်တယ်မလိုအပ်ဘူးဈေးလျှော့ထားတဲ့အိမ်ကိုငါတို့လိုချင်ရင်ငါမှငါကိုပိုင်လမ်းကြောင်းတွေရှိတယ်ကျိုးဖန်းကမယုံတင်ကဖြစ်နေပုံရတယ်ဒါကတင်းကျပ်စွာပြုမှုရမယ့်အချိန်မဟုတ်ဘူးမကြသေးခင်ကမင်းတို့နှစ်ယောက်အတွက်ငွေကြေးကအတော်လေးကျက်တဲနေတယ်လို့ငါကြားတယ်တိမ်ပေါင်းများစွာချွေတာနိုင်တာကတကယ်ပတ်စံပဲမင်းရဲ့မာနကိုဘာလို့အနောက်ရှက်ပေးရမှာလဲဟီဝီပင်းကချက်ချင်းပဲပြန်ပြောလိုက်တယ်ဟုတ်တယ်ဖန်းကဖွံ့ဖြိုးရေးကုမ္ပဏီတွေကတထေးတွေနဲ့အရန်ရင်းနှီးတယ်သူ့စကားတခုံးပဲလိုတယ်မင်းချွေတာထားတဲ့ပတ်စံကိုမင်းကလေးအတွက်အာဟာရပြည့်ဝတဲ့အစားအစာတွေဝယ်ဖို့တုံးတာကိုကောင်းမယ်မဟုတ်ဘူးလားအခုခမည်းတော်နေထိုင်ရအောင်ကျွန်တော်တို့ကခမည်းအတွက်အကောင်းဆုံးကိုပဲတကယ်လိုချင်တယ်သူ့အကြည့်ကဇူးမိန်ရဲ့အဝတ်စားတွေပေါ့ဖြက်ပြေးသွားတယ်စွမိန်မျက်နှာရဲတွတ်သွားတယ်သူမပြောတော့မလို့ပဲဒါပေမဲ့ကျွန်တော်လက်ကသူမရဲ့စပွဲအောက်ကိုညင်သားစွာကင်ထားပေးတယ်ကျွန်တော်ရေခွက်ကိုကောက်ယူပြီးတငုံတောက်လိုက်တယ်ကျွန်တော်ရင်ထဲကဒေါသတွေပောက်ကွဲထွက်လာတယ်ဒီနေ့ကကျွန်တော်သမီးရဲ့ဘဝတစ်အတွက်ဂုဏ်ပြုတဲ့နေ့ပါခမည်းတော်နှစ်ယောက်နှစ်ထပ်ကခုံတာကိုနားထောင်ဖို့ဒီကိုလာတာမဟုတ်ဘူးသူတို့ကိုထွက်သွားဖို့ပြောမလို့ပဲ Merchan. နောက်ကနေအံ့ဩသွားတဲ့အတန်တစ်ခုထွက်လာတယ်ကျွန်တော်တို့ကြည့်လိုက်တော့တီးတန့်ခန်းတွေကနေလူရှင်ရောင်ရှောက်လာတာကိုတွေ့လိုက်ရတယ်သူ့မျက်နှာမှာစစ်မှန်တဲ့အပြုံးတစ်ခုကျွန်တော်နည်းနည်းအံ့ဩသွားတယ်ကျွန်တော်ဝင်လာတဲ့အခါ wall frame ကိုမြင်လိုက်ရတယ်ပိုင်ရှင်နဲ့အတူဓာတ်ပုံတစ်ပုံကိုသတိထားမိလိုက်တယ်သူ့ကိုတကယ်တွေးလိုက်မယ်လို့မထင်ထားဘူးဥက္ကဋ္ဌကခမည်းရောက်နေပြီရောက်ဖိန်ကစပရင်ပေါ်မှာခုံပေါက်နေတယ်လို့ခုံပြီးသူ့ထိုင်ခုံကိုပြုတ်ကျသွားတယ်ကျေလောင်တဲ့တုန်ခါမှုတစ်ခုထွက်ပေါ်လာတယ်သူ့မျက်နှာကပြည့်ကျက်နေတယ်အောင်းတင်းဆက်ဆံမှုသူကသူ့ဥညွတ်ပြီးလက်နက်ဖက်နဲ့နှုတ်ဆက်ဖို့လှမ်းလိုက်တယ်ဥက္ကဋ္ဌလူတိုက်ဆိုင်လိုက်တာကျွန်တော်ကရှုခင်းပြုတ်ရေးကုမ္ပဏီကကျိုးဖန်းပါပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကခမည်းရဲ့ကုမ္ပဏီရဲ့ကျေးဇူးတင်စကားပွဲမှာကျွန်တော်ကခမည်းကိုဂုဏ်ပြုစကားတောင်ပြောခဲ့တယ်ကျွန်တော်ကိုမှတ်မိလားသူပြောနေတော့မှပဲကျွန်တော်တို့ကိုကျေနပ်အားရစွာလှမ်းကြည့်လိုက်တယ်လူရှင်းဂရုံကမျက်မှောင်ကျုပ်လိုက်တယ်ဒီလူကိုသူတေချာမမှတ်မိပေမဲ့သူ့မျက်လုံးတွေကကျိုးဖန်းကိုဖြတ်ပြီးကျွန်တော်စီရောက်သွားခဲ့တယ်ရင်ကျေးတဲ့ပုံစံနဲ့လူရှင်းဂရုံကဆက်လန်းလိုက်တယ်လူရှင်းဂရုံကလက်ဆွဲနှုတ်ဆက်လိုက်တယ်သူ့လေတံကဂယုမဆိုင်ဘူးဟဲလိုလက်ဆွဲနှုတ်ဆက်လိုက်ပေမဲ့ကျိုးဖန်းကမော်တိုင်းဝိုင်တစ်ခွက်တောက်ထားတယ်လို့ပဲသူ့ပါးတွေရဲနေပြီးကြောရိုးကလည်းမတ်ရက်နေတယ်ဒါပေမဲ့လူရှင်းဂရုံကချက်ချင်းပဲလက်ကိုပြန်ရုပ်သိမ်းပြီးကျွန်တော်ဖက်လှည့်လာတယ်သူကအံ့အားသင့်နေတဲ့ကျိုးဖန်းကိုကြော်ပြီးကျွန်တော်စီကိုလက်ကမ်းပေးလိုက်တယ်ဟဲလိုမစ္စတာချန်တိုက်ဆိုင်လိုက်တာကျွန်တော်တို့ရဲ့နောက်ဆုံးတွေ့ဆုံမှုကလေးကခမည်းနဲ့ဆက်သွယ်ချင်နေတာဒါပေမဲ့ခမည်းရဲ့မိသားစုချင်းကိုအနောက်ရှက်ဖြစ်စေမှကြောက်တယ်ဒီနေ့ခမည်းနဲ့တွေ့တာကကံကြမ္မာပဲဖြစ်ရမယ်ကျွန်တော် trap ပြီးသူ့လက်ကို
ခါရမ်းလိုက်တယ်မင်္ဂလာပါဥက္ကဋ္ဌလူမတွေ့ရတာကြာပြီကျိုးဖန်းပေးမှရက်နေတဲ့မျက်လုံးတွေကျူးကျင်နေတာကိုကျွန်တော်မြင်လိုက်တယ်မိုးချိုးဖြစ်ခံရတယ်လို့ဆွဲထင်နေတယ်သူ့မျက်နှာပေါ်ကစိတ်အားထက်သန်တဲ့အပြုံးကမင်းမိန်မသွားသေးပဲအံ့အားသင့်မှုနဲ့ရောနှောနေတယ်သူ့မျက်နှာအမူအရာကရေစရာကောင်းတော့အောင်ရေစရာကောင်းနေတယ်တီဝီပင်းကလူရှမ်းယုံကိုဘယ်သူလဲဆိုတာမသိဘူးကျမလိုတတိယောင်းသူတယောက်ကဒီထူးချွန်တဲ့လူနဲ့စကားပြောပြီးရေမောနေတဲ့အချိန်မှာသူ့ရီစားကိုဘေးဖယ်ထားတာကိုပဲသူမမြင်လိုက်တယ်သူမကနှက်ခမ်းကိုတင်းတင်းစိတ်ပြီးဝိုးဒီနေ့ခေတ်မှာတတိယောင်းသူတွေတောင်အိမ်ချမ်းမြေအကြောင်းပြောနိုင်တယ်ဟာတာပဲလို့တိုးတိုးလေးပြောလိုက်တယ်အဲ့ဒီစကားတွေသူမပါဆက်ကထွက်သွားတာနဲ့ပတ်ဝန်းကျင်ကချက်ချင်းငြိမ်သက်သွားတယ်လူရှင်းယုံရဲ့အပြုံးပျောက်ကွယ်သွားတယ်သူ့အကြည့်ကဟီဝီပင်းစီရောက်သွားပြီးတော့မိကုန်းထုတ်တဲ့အကြည့်နဲ့ကျွန်တော်စီပြန်လှည့်လာတယ်ကျွန်တော်သူ့လက်ကိုလှုပ်လိုက်ပြီးတည်ငြိမ်စွာပြောလိုက်တယ်သူတို့ကကျွန်တော်ဇနီးရဲ့ရင်းနှီးတဲ့မိတ်ဆွေတွေသူတို့နဲ့တွေ့တာသူတို့လည်းစိတ်အားထက်သန်နေကြတာပဲကျွန်တော်တို့အိမ်ဝယ်ခြင်းတယ်လို့ကြားတယ်ခမရဲ့ project အတွက်အတွင်းပိုင်းရှော့ဈေးရအောင်အတင်းလုပ်တယ်လူရှင်းယောင်းကပါနှက်တဲ့မြေခွေးအိုကြီးတစ်ယောက်ပါသူကြားလိုက်တာနဲ့အခြေအနေကိုသူနားလည်သွားတယ်သူ့မျက်နှာမှာအပြုံးတစ်ခုပြန်ပေါ်လာပေမဲ့အခုတော့ပါနှက်မှုနဲ့အေးဆက်မှုအရေးရောင်တွေရောနှောနေတယ်သူကကျွန်တော်ကိုကြည့်ရင်သူ့အတန်ကကျဲလောင်စွာအိုးငါညီမင်းပြောတာနားထောင်စမ်းလို့ပြောလိုက်တယ်သူကကျွန်တော်လက်မောင်းကိုပုတ်ပေးတယ်ကျွန်တော်တို့ရဲ့ဆက်ဆံရေးနဲ့ဆိုရင်မင်းငါစီကအိမ်ဝင်မယ်ဆိုရင်ဘာလို့ရှော့ဈေးအကြောင်းပြောရမှာလဲသူ့အကြည့်ကမင်းတက်နေတဲ့ကျိုးဖန်းနဲ့ဟဲဝေပင်းစီပြောင်းလဲသွားခဲ့တယ်သူ့အပြုံးကမပြောင်းလဲပေမဲ့သူ့လေတန်းကပေါ့ပေါ့ပါပါမာနာထောင်သွားတဲ့လေတန်းနဲ့ငါညီခဲမနဲ့ကောင်လေးလဲပါတယ်သူကချမ်းချမ်းကိုကျင်နာစွာကြည့်တယ်ငါရဲ့ project ဒါမှမဟုတ်အိမ်ဘယ်ဟာကိုပဲကြည့်ကြည့်ပြောတာပြောပါသူကလက်ကိုပြက်ပြက်တသားပေါ့ပေါ့ပါပါဝေရမ်းလိုက်တယ်ငါမင်းကိုတခုပဲပေးမယ်အဲ့ဒီစကားတွေကမိုးချိုးပြစ်တယ်လို့ပါပဲကျိုးဖန်းရဲ့မျက်နှာကချက်ချင်းပဲတေလို့မတက်ဖြူဖြော့သွားတာကိုကျွန်တော်မြင်လိုက်ရတယ်သူ့မျက်လုံးတွေကပြူးကျဲသွားတယ်လို့ပဲသူ့ကောင်းထဲကနေသူတို့တောက်ထွက်တော့မလို့ပဲသူ့ပါဇက်ကပွင့်ဟနေပြီးသူ့ခန္ဓာကိုယ်ကရင်းရွက်နေတဲ့ဟီဝီပင်လုံးဝအံ့အားသင့်သွားတယ်သူမကလူရှန်ဂရုံကိုကြည့်တယ်ပြီးတော့ကျွန်တော်ကိုကြည့်တယ်ပြီးတော့သူ့ရေးစားရဲ့အံ့အားသင့်နေတဲ့အခြေအနေကိုကြည့်တယ်သူမပါဇက်လိုက်ပေမဲ့စကားတခုမှမပြောနိုင်ဘူး